မုန်ညင်ချီချက်ဖို့မုန်ညင်စင်းလေးကိုဖနီကာနဲ့ရေးစင်ထားပါမယ်။ပူသက်စီလေးပါတဲ့အတွက်ကြောင့်မလို့ဖနီကာလေးနဲ့ရေးစင်ထားပါမယ်ရှင်။ကော်ဖီတုံးနဲ့ဂေါ်ရခါဒီကိုအစင်းကြော်ကြော်မှာဆိုတော့ကော်ဖီတုံးကိုလည်းတီးပြီးမှဖနီကာနဲ့ရေးစင်ထားပါမယ်။ဂေါ်ရခါဒီကိုထိတ်ကိုဖြတ်ပြီးမှအစည်းလေးကိုအရင်ထုတ်လိုက်ပါမယ်။ထုတ်ပြီးမှဂေါ်ရခါဒီကိုလေးစိတ်စိတ်လိုက်မယ်။လေးစိတ်စိတ်ပြီးမှသူအသီးတင်နဲ့ဟာနဲ့ခွန်နွားမယ်ပေါ့နော်အရှိတစ်ခေါက်တည်းကလေကံပိုက်ဒီဘက်ကလာတဲ့အသီးတွေပဲစားရတာအားရင့်နေရတာလေအခုကျမှပြည်တွင်းကအသီးလေးစားရတာလေခွန်တင်ရတာကိုမှစိတ်ချမ်းသာစရာကောင်းနေတာနုနုဖက်ဖက်လေးပြားလေးတွေပဲလိမ့်မယ်ဒီစိန်ကြတော့မလို့မစေးဖြစ်တယ်လို့ဒီခဏစိန်ထားလိုက်မယ်ဒါအနစ်ချက်မဲ့စက်သွန်နီရမ်းချင်သည်စက်သွန်ဖြူချင်းလေးတွေထောင်းရတော့အောင်စိတ်စိတ်ကလေးလေးထားလိုက်ပါမယ်စထောင်းပါပြီစက်သွန်ဖြူထောင်းမယ်ချင်းထောင်းမယ်အဲ့ဒါပြီးမှစက်သွန်လေးတွေကိုထည့်ထောင်းပါမယ်အနည်းချက်ရတော့လေအဲ့ဒါထောင်းနေရတာနဲ့နည်းနည်းတော့အလို့ရှုပ်တာပေါ့အလောက်ထိညက်သွားတဲ့ထိထောင်းလိုက်ပါမယ်ခင်းစင်ဒီလေးတွေကိုမြန်မြန်ကြည်လွယ်အောင်ပပလေးတွေလီထားပါမယ်မဟုတ်ရင်ကြတော့လေတော်တော်နဲ့မကြည်နိုင်ဘူးသူကလေဒါချက်ဥပြုတ်ထားတာလေးတွေပါပြုတ်ထားတဲ့ချက်ဥလေးတွေကိုအခွန်ခွာပါမယ်အခွန်ကလေအခုတစ်ခေါက်အခွန်ခွာတာလေလွယ်တယ်အရင်တစ်ခေါက်တည်းဆိုရင်ကကြတော့လေကက်ကြီးဖြစ်ပြီးမှလေခွာလို့မကောင်းအခုကြတော့လေခွာရတာအဆင်ပြေတယ်အခွန်ခွာပြီးပြီအလုံးကိုအပြင်အချမ်းလေးချမ်းထားမယ်အနည်းစားချက်တော့မယ်ဆိုတော့စီပူလာရင်ထောင်းထားတဲ့ဖာတွေကိုထည့်လိုက်ပါမယ်စီရလေးနည်းနည်းလေးပဲတုံးထားတာအဲ့လိုနည်းနည်းလေးပဲတုံးတော့လေချက်ရတာတော့ခက်တယ်ဒါပေမဲ့လည်းကျမရင်းနဲ့ညီညွတ်အောင်ပေါ့နော်လိုမျိုးပဲလုပ်ရတာပဲလုပ်ရကန်ရတော့ခက်ခဲတာပေါ့ဒီလိုအချိန်မျိုးလေးရောက်တယ်ဆိုရင်စနွေးလေးထည့်လိုက်မယ်စနွေးလေးထည့်ပြီးမှရွှေညွန့်အောင်တန်းတဲ့အထိရောင်လုပ်ပြီးမှခရမ်းချင်လေးကိုထပ်ထည့်မယ်ခင်းစင်ဒီလေးထည့်ပြီးစီတက်ပြီးရင်တော့ရေလေးနည်းနည်းပြန်ထည့်ပါမယ်အဲ့ဒါမှအနည်းတရာကြည်သွားမှာပေါ့နော်ပန်းကံပြားလေးကိုဖုံးလေးနဲ့ချိန်ပြီးထည့်ပါတယ်အယောင်လေးနည်းနည်းလာအောင်ပေါ့အနည်းလေးရပြီဆိုရင်အချီချက်ဖို့တော့အနည်းလေးကိုနည်းနည်းဖေးထားလိုက်မယ်ချက်ဖို့အတွက်အနည်းလေးကိုရည်ရောထားပြီးမှပေါ့အရာအတွက်စားလေးကိုထည့်မယ်တခြားဟင်းခက်စရာတွေဟင်းချိုမုံလေးမသုံးချင်လို့ပေါ့အဲ့ဒါပြီးတော့ချက်ဥလေးတွေထည့်ပါမယ်ကိုယ့်ရဲ့ plate ကိုလေကိုချက်တဲ့ plate ကို green လုပ်ချင်တဲ့အတွက်ကြောင့်မလို့ပေါ့စားလေးတစ်မျိုးလေးကိုပဲသုံးပြီးမှချက်ထားတာပါအဲ့ဒါမှလေ healthy ဖြစ်တာပေါ့နော်မဟုတ်ရင်နေလို့ထိုင်လို့မကောင်းဘူးစားပြီးတောက်ပြီးရင်လေနောက်ဆုံးမှာရှမ်းနံလေးခတ်လိုက်တဲ့ဆိုရင် healthy ဖြစ်တဲ့ချက်ဥချက်ဟင်းလေးရသွားပါပြီအခြေကျူဖို့ခဏခွဲထားတဲ့အနစ်သေးကိုမုန်ညင်းချင်လေးထည့်လိုက်မှာအဲ့ဒါမနက်တုန်းကလေးခောက်ဆွဲစားတုန်းကပိုတဲ့ဟာဟုတ်တယ်ဟင်းခက်စရာငါးလေးတုံးထည့်ပြီးမှလုံးထားပေးပါမယ်အဲ့ဒါပြီးရင်တော့မုန်ညင်းရွက်စိမ်းလေးတွေထည့်ပါတော့မယ် vegetable လေးများများစားခြင်းလို့ပေါ့အရွက်များများနဲ့အခြေကျူမှာဖြစ်ပါတယ်အဲ့ဒါမှထမင်းတွေအများကြီးမစားမိမှာပေါ့အရွက်များများစားခြင်းလို့
အရွက်တွေအများကြီးနဲ့အချင်းကြီးကြိုတာဖြစ်ပါတယ်သူအကြဝအောင်ပေါ့နော်လုပ်ပြလိုက်မယ်ပြီးရင်တော့အဖုံးလေးဖုံးထားလိုက်ပါမယ်အဲ့ဒီလေးအကြသွားရင်တော့အရသာအတွက်စားထည့်တယ်ပြီးတော့ငပိလေးကိုလေငပိနည်းနည်းလေးအရေဖြောပြီးမှလေထည့်ပေးလိုက်တယ်မဟုတ်ရင်လည်းအဆင်မပြေဘူးအရသာလေတခြားဟင်းခက်စရာတွေလည်းမထည့်တဲ့ခါကျတော့ငပိလေးနည်းနည်းလေးတော့ထည့်ပေးလိုက်တယ်ပြီးရင်တော့ရေကိုဦးတဝက်လောက်ထိထည့်ပေးလိုက်တယ်သူကရေခမ်းအောင်မှာဆိုတော့လေအရွက်လေးတွေဣလာပြီဆိုရင်အချင်းအတွက်အသင့်ရှိနေတဲ့ချင်းစော်ကားသီးလေးတွေကိုစိတ်ပြီးမှထည့်ပေးလိုက်တယ်ပုံမှန်ဆိုရင်ကတော့မက်လင်ဘက်ဒါမှမဟုတ်မချီးမဲ့ကိုတုံးတာဟုတ်တယ်အခုကတော့လေချင်းစော်ကားသီးလေးရှိနေလို့ချင်းစော်ကားသီးလေးကိုတုံးထားတယ်ရှမ်းဂျူလေးလို့ဖြစ်အောင်ကြံတကာလေးနည်းနည်းထည့်ပြီးအစိမ်းကြော်ကြော်ကိုချက်သွင်းနေချက်သွင်းဖြူပြင်ချက်သားလေးထားတာလေးနဲ့စီတက်မယ်စီတက်ပြီးမှအဲ့ဒါလေးကိုခူးထားလိုက်မယ်ခူးထားပြီးမှသီးလေးကိုအရင်ထည့်မယ်သူကနည်းနည်းမာလို့လေအရသာထွက်စားလေးထည့်ပါမယ်ဒီဘက်မှာလည်းအချင်းဟင်းလေးရသွားပါပြီခရခါသီးလေးနည်းနည်းဣလာပြီဆိုရင်ကော်ဖီတုပ်လေးကိုထည့်ပေးပါမယ်အယောင်လေးလောင်ပိန်းငံပြားကြီးနည်းနည်းထည့်တယ်ခရခါသီးရောကော်ဖီတုပ်ကိုပြီးရခန့်နေလေးမှာခဏခွဲထားတဲ့စက်သားလေးကိုရောထည့်ပြီးမှကြော်ပေးပါမယ်နောက်ဆုံးချခန့်နေမှာတော့ငရုတ်ကောင်းမုံလေးထည့်ပြီးရင်တော့အစိမ်းကြော်လေးရသွားပါပြီ